ကျွန်တော်တို့ရဲ့ခြေရတော့ကိုငယ်လေးပေါ့နော်ကျွန်တော်9ရက်သားသမီး3ဝမြို့နယ်ကနေစုပေါင်းထားတဲ့အလူငွေလေးကိုကျွန်တော်အပ်ချင်လို့ဆိုလို့ကျွန်တော်ရောက်ရှိနေရပါအဲ့အတွက်ကိုငယ်လေးကနေကျွန်တော်အလူငွေလေးဘယ်လောက်ဆိုလဲအပ်ပေးပါဦးအားလုံးပဲမင်္ဂလာပါပေါ့ကျွန်တော်တို့ဒါလင်ပေးတဲ့ပြည်သူများအတွက်ကိုကျွန်တော်ပထမချိန်ကျွန်တော်တို့တွေက9ရက်4လ2025ပါကျွန်တော်မန္တလေးမြို့စေယုံချမ်းမြတာတောင်သွားလူပေးပါတယ်အခုဒုတိယချိန်မြောက်ကျွန်တော်တို့သွားရောက်လူတန်းမှုအခါမှာကျွန်တော်တို့ရဲ့ခြေရတော့ကိုငယ်လေးပေါ့နော်ကျွန်တော်9ရက်သားသမီး3ဝမြို့နယ်ကနေစုပေါင်းထားတဲ့အလူငွေလေးကိုကျွန်တော်အပ်ချင်လို့ဆိုလို့ကျွန်တော်ရောက်ရှိနေရပါအဲ့အတွက်ကိုငယ်လေးကနေကျွန်တော်အလူငွေလေးဘယ်လောက်ဆိုလဲအပ်ပေးပါဦးအခုဘယ်လောက်လို့ဟို10သိန်းမကွာအလူငွေ10သိန်းပါကိုဟုတ်ကဲ့ဟိုပါပေါ့အခုအနေနဲ့ဒါဘယ်သူဒါဒီအလူရှင်တွေကဘယ်လိုလူမျိုးတွေလူပေးတာလဲလူရှင်တွေကကျွန်တော်တို့ဒီ3မျိုးမှာရှိတဲ့9သားသမီးများပေါ့နော်ဟုတ်ကဲ့လူထမ်းထားတဲ့အလူငွေပေါ့ကျွန်တော်ကိုယ်လိုက်ပြီးကောက်ခံထားတာပါဟုတ်ကဲ့အောင်မြင့်မြတ်မုတ်ဆိုင်ရ2သိန်းချက်ပါကျွန်တော်တို့အခုခေါ်ပြအောင်မြင့်မြတ်မုတ်ဆိုင်ဦးသေးသေးရ3သိန်းတော့အီယိုမိသားစုက3သိန်းချက်ပါတော့3ဘွားမျိုးမရိုးစကန်ကတော့6000ချက်ကိုရဲဝင်းမိသားစုက9ရောက်တိုင်းမှာ9000ချက်ကိုမင်းစိုးမက်စင်မှာ9000ချက်ပြေဝစီတိုင်း9000မကအပေါ်ပစ္စည်းဆိုင်ငယ်ဟိုမကအပေါ်လေယာစိုက်ပျိုးရေးအပေါ်ပစ္စည်းရောင်းဝယ်ရ9000ချက်လဲအောင်ကြီးကဂက်ဆိုင်ရ9000ချက်အောင်နိုင်သူ9000ချက်ကိုတုပီ9000ချက်ကိုပိုးသေး3000ချက်ဦးမြင့်စောဦးမြင့်မော်4000ချက်ကောင်းကုန်းဆိုင်4000ချက်ဇွဲဆန်ဆိုင်3000ချက်ဇော်ဒီက3000ချက်မင်းသားလေး3000ချက်ဝိဇ္ဇာရ3000ချက်ချီနူးချို3000ချက်ကျွန်တော်တို့အောင်ကိုဦး3000ချက်ကိုထွန်းလင်း3000ချက်ဘာကျူး3000ချက်သုံးဝမျိုးမအနေကျွန်တော်တို့နဝကမှာရရှိခွင့်ရ3,500ချက်ကိုလွင်နိုင်နဝကမှာ1000ချက်မန္တရာ1000ချက်34ရင်လိုင်းဟိုဂိမ်းမှုနဲ့ဖေးမများ3000ချက်ပြီးတော့ကျွန်တော်တို့ကိုမွေးနေပေါ့ဗီတာသူက3000ချက်ပြီးတော့ဦးမြင့်မော်နဲ့34ရင်လိုင်းဟိုရင်ပေါင်းနဲ့ဗီတာသူကကျွန်တော်တို့4000 5000ချက်လူထားထားပါတယ်အဲ့အတွက်ကျွန်တော်ဒါအလူငွေလေးတွေကျွန်တော်ဒီမှာ10သိန်းကျွန်တော်အားလုံးပေါင်းအလူငွေ39သိန်းရရှိထားပါတယ်ကျွန်တော်တို့ဒါဒီနေ့ကျွန်တော်တို့ဒါမန္တလေးကိုတက်ပါမယ်ဒီညနေကျွန်တော်ည6နိုင်ကစီးပြီးတက်ပါမယ်အဲ့အတွက်လည်းကျွန်တော်တို့မန္တလေးမြို့ကြောက်စင်တာပလိတ်ရွာကိုကျွန်တော်တောက်လူပေးပါပါစိတ်ကစားရွာဆိုတဲ့အင်ဂျီ30ကိုတောက်လူပေးမယ်ပြီးတော့မန္တလေးစိတ်လုံးမှာကျွန်တော်ရှိပါမလားကောင်အားလုံးပဲလူရှင်လူမများတွေတာလူခေါ်နိုင်အောင်ကျွန်တော်ဒါဒီပိုလေးကိုတင်ပေးတာပါအခုအနေနဲ့လည်းပြောလိုက်ပါဦးကျွန်တော်လူပေးကြတဲ့အလူရှင်တွေအားလုံးကိုလည်းကျွန်တော်ကလူကျေးဇူးတင်ပါတယ်လို့ဝိုင်းဝန်းလူတိုင်းကြတဲ့အတွက်အားလုံးပဲကျမ်းပါကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့အေးရက်ကတွေမုံကုန်းတွေပေါ့နော်လူစားဖို့တော့ကိုကျွန်တော်တို့လူတန်းပေးထားပါတယ်အဲ့ဒါလည်းကျွန်တော်ပြန်ဆောင်သွားမှာပါဒါတော့ကျွန်တော်တို့သုံးခွမျိုးမှာကျွန်တော်တို့အသေးဝင်ပေါ့သင်္ကန်းညီတော်ပရိုက်တာဝင်အသေးဝင်ပါအားလုံးပဲကျမ်းမာလူရင်းဆန္ဒပြပါသည်เนาะကျွန်တော်တို့ဒါပြုံးတော်မူပေါ့ခိုင်းရနေကျွန်တော်တို့ဘန်ကားလူပေးထားပါတယ်မိကြံခဲ့လို့ပါကျွန်တော်ဘုံမှုဦးတန်းဝဲကကျွန်တော်တို့ဝေချက်3သိန်းခွဲလူတန်းပေးထားပါတယ်အများနဲ့ပါဝင်ပေးနေတဲ့ဘုံမှုဦးတန်းဝဲကျမ်းမာလူချမ်းသာလူရင်းဆန္ဒပြဘေးဘေး3သိန်းတင်ဝေးပြီးတော့လုပ်ငန်းကန်တွေအဆင်ပြေကြပါစေကကြီး3ဘွားမှာလည်းကြော်လာနိုင်ပါစေဒီနေ့ဒီချိန်ဒီနာရက်စားလို့အားလုံးအောင်သမိတ်အောင်မိတ်ဆောင်လို့အောင်ပြီးတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအောင်ကြောင့်အလကမောင်းတင်းနိုင်ပါသေးလို့ကျွန်တော်တို့သင်္ကန်းကြီးတော်ပရိုက်တာပွဲရတယ်စုမကောင်တောင်းပေးပါလေအရာလုံးအောင်မြင်ပါစေเนาะအစိုးရပြီးအကောင်းလေးလာပါမယ်အကောင်းဆုံးပန်းနိုင်ကိုကျွန်တော်တို့တက်လန်းဖို့အတွက်ကျွန်တော်တို့အားလုံးပဲ fighting ပါလို့ကျွန်တော်တို့သင်္ကန်းကြီးတော်ပရိုက်တာပွဲသားကိုစားကျွန်တော်တို့ပြောကြနေပါတယ်